ဒီနေ့တော့ from season 4ရဲ့အကြောက်ရဆုံးလှုပ်ဝက်ချက်တစ်ခုအကြောင်းပြောပြပေးသွားမှာပါ season 4မှာပေါ်လာတဲ့မိစ္ဆာအသစ်တွေကမြို့ရဲ့အနက်ရှိုင်းဆုံးအမောင်ဘက်ကိုဖော်ထုတ်လာခဲ့ပါတယ်ဒေတာခန်တယောက်ဖြစ်တဲ့ Roger Eugene Sampang ဟာရွာနာကရေကန်ထဲမှာထူးဆန်းတဲ့ကျိုးတစ်ချောင်းကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီကျိုးကရေမျက်နှာပြင်အောက်မှာပုတ်ပွက်ဆူနေတဲ့တစုံတစ်ခုစီကိုဆက်သွယ်နေခဲ့တာပါ Mites and Monsters episode 4အဆုံးမှာတော့ဒီလှုပ်ဝက်ချက်ကိုစတင်ဖော်ထုတ်လာခဲ့ပါတယ် episode 9 What a long strange trip it's been မှာတော့အဲ့ဒီကျိုးနဲ့ချိတ်ထားတဲ့အသက်ရှိအယုတ်3ရုပ်ရှိနေကြောင်းသိလာရပါတယ်ဒါနန်နဲ့ရွာသားတချို့ကဒီရုပ်တွေကိုကြောက်ပြီးကြောက်ခဲတွေနဲ့ပြစ်ကရေထဲပြန့်နေသွားအောင်စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့ညရောက်လာတဲ့အခါမှာတော့အရာအလုံးပြောင်းလဲသွားပါတယ် Tabitha Matthews နဲ့အခြားသူတွေဟာကြောက်စရာတခြင်းတန်တစ်ခုကိုကြားလိုက်ရပြီးအယုတ်တွေကတဖြည်းဖြည်းအသက်ဝင်လာပါတော့တယ် From ရဲ့ညဘက်မိစ္ဆာတွေလိုပဲဒီရုပ်တွေဟာနတ်ကွန်းရဲ့တက်ရောက်မှုကိုတောင်မကြောက်တော့ပဲတဲအတွင်းကိုချိုးဖောက်ဝင်ရောက်လာခဲ့ကြပါတယ် Tabitha ကအနီးနားကတစ်ခုကိုအသုံးပြုပြီးမိစ္ဆာတစ်ကောင်ကိုတတ်နိုင်ခဲ့ပေမဲ့ကျန်တဲ့နှစ်ကောင်ကတော့ထွက်ပြေးလွတ်မြောက်သွားပါတယ်ဒါပေမဲ့မထွက်ခင်မှာတော့ Roger ကိုအလွန်ရက်ဆက်စွာတက်ဖြတ်သွားခဲ့ပါတယ်သူ့ရဲ့မေယိုးကိုဆွဲဖြတ်ပစ်ပြီးသွေးရည်နဲ့ထွက်သွားတာပါဒီမိစ္ဆာအသစ်တွေကကြောက်စရာကောင်းနေပြီးသားဖြစ်ပေမဲ့သူတို့ရဲ့မူလအစကပိုပြီးထိတ်လန့်စရာကောင်းပါတယ် Tabitha ရဲ့ပြောပြချက်အရသူမရဲ့အရင်ဘဝတစ်ခုမှာကောင်လေးတစ်ယောက်ဟာအယုတ်တွေကိုအလွန်ကြောက်ခဲ့ပါတယ်အိမ်မက်ဆိုးတွေမကြာခဏမှတ်ပြီးနောက်ဆုံးမှာအဲ့ဒီအယုတ်တွေကိုရေကန်ထဲပစ်ချခဲ့ပါတယ်ဒါပေမဲ့သူတည်ဆုံးသွားတဲ့အချိန်မှာတော့သူကြောက်ခဲ့တဲ့အိမ်မက်ဆိုးတွေအသက်ဝင်လာခဲ့တာပါဒါကဖုံမျိုးရဲ့အကြောက်ရဆုံးအမှန်တရားကိုဖော်ပြနေပါတယ်ဒီမျိုးမှာလူတစ်ယောက်တည်ဆုံးသွားတိုင်းသူတို့ရဲ့ကြောက်ရွံ့မှုတွေအိမ်မက်ဆိုးတွေကအကောင့်ထဲပေါ်လာနိုင်တယ်ဆိုတာပါ Sarah Myers ရဲ့ညီနန်းတန်ဟာငယ်စဉ်ကစစ်ကဲတဲ့တွေကိုကြောက်ခဲ့ပြီးသူတည်ပြီးနောက်မြို့ထဲမှာစစ်ကဲတဲ့အုပ်စုကြီးတွေပေါ်လာခဲ့တာကိုလည်းဒီ theory နဲ့ဆက်ဆက်နိုင်ပါတယ် Season 4 episode 4မှာ Mariel Sinclair ကတော့ပိုပြီးထိတ်လန့်စရာကောင်းတဲ့စကားတစ်ခုပြောခဲ့ပါတယ်သူမအနေနဲ့ဒီမြို့မှာတည်ဆုံးသွားသူတိုင်းရဲ့အော်ဟစ်တန်တွေကိုကြားနေရတယ်လို့ဆိုပါတယ်သူမရဲ့အဆိုအရရှေးဟောင်းပြီးအလုံးမကောင်းဆိုးဝါးတဲ့အရာတစ်ခုကလူတွေရဲ့ဝမ်းနည်းမှုနဲ့ကြောက်ရွံ့မှုတွေကိုစားသုံးနေပြီးတည်ဆုံးသွားတဲ့သူတွေတောင်ဒီမြို့ကနေမလွတ်မြောက်နိုင်သေးပါဘူး